ဘန်မှာငွေ1000ပဲထုတ်မလို့ကိုဝန်ထမ်းမလေးကသူညတလုံးပုံနှိမ့်မိပြီးငွေ3သိန်းထုတ်ပေးလိုက်တဲ့အခါဘာဆက်ဖြစ်မလဲဒီမျိုးသားကစေတနာနဲ့ကောင်တာကိုချက်ချင်းပြန်သွားပြီးပိုနေတဲ့ငွေ9000ကိုပြန်ပေးဖို့လုပ်ခဲ့ပါတယ်ဒါပေမဲ့အလုပ်ချိန်နဲ့ဂိမ်းစော့နေတဲ့အဲ့ဒီဝန်ထမ်းမလေးကတော့စေတနာကိုစော်ကားပြီး ကောင်တာကနေငွေထုတ်ပြီးသွားရင်ဘန်ကတောင်းမယူဘူး ဆိုပြီးမောက်မာစွာနဲ့ရန်တွေ့ပြီးလုံခြုံရေးနဲ့ပါမောင်းထုတ်ခဲ့ပါတယ်အဲ့ဒီအချိန်မှာသူမဟာလွန်ခဲ့တဲ့ရက်ပိုင်းကတင်အမားတစ်ခုကြောင့်လစာဖြတ်ခံထားရပြီးနောက်တစ်ချိန်ထပ်မရင်အလုပ်ပြုတ်တော့မဲ့အခြေအနေပါအလုပ်ပြုတ်မှာကြောက်တဲ့အတွက်သူမကဗန်မန်နေဂျာကို ဒီလူကသမီးကိုလိုက်ပိုးပန်းပြီးပြဿနာလာရှာနေတာ ဆိုပြီးလိန်ပြောလိုက်ပါသေးတယ်အမျိုးသားကငွေတွေပို့ပါနေတာကိုအတင်းပြောပေမဲ့သူမကတော့ဗန်ရဲ့စနစ်ကဘယ်တော့မှမမှားဘူးလို့ပဲဇွန်ညင်းနေခဲ့တာကြောင့်အမျိုးသားလည်းစိတ်ကြက်ပြီးဗန်ထဲကနေလှည့်ထွက်လာခဲ့ပါတယ်ဒါကိုဗန်ထဲကရှေ့နေတယောက်ကမြင်သွားပြီးအမျိုးသားကိုလာတားပါတယ်ဒီငွေတွေကြောင့်ပြဿနာမတက်ရအောင်တရားဝင်ပိုင်ဆိုင်နိုင်မဲ့နည်းလမ်းတစ်ခုရှိတယ်ဆိုပြီးအကြံပေးခဲ့ပါတယ်မကြခင်မှာပဲအမျိုးသားကအဲ့ဒီဝန်ထမ်းမလေးစီပြန်သွားပြီးပိုနေတဲ့ငွေတွေကိုတကယ်ပဲပြန်မလို့ခြင်းဘူးလားဆိုတာထပ်မံအတည်ပြုပါတယ်သူမကမလို့ခြင်းဘူးလို့ဇွန်ညင်းတဲ့အခါမှာတော့ရှေ့နေပြင်ပေးလိုက်တဲ့ငွေတွေကိုမိမိစိတ်လိုလက်ရပေးအပ်ပါတယ်ဆိုတဲ့သဘောတူညီချက်စာချုပ်ပေါ်မှာလက်မှတ်ထိုးခိုင်းပါတယ်သူမကတော့မိမိကိုယ်ကိုလုံးဝမှန်တယ်လို့ထင်နေပြီးစာချုပ်ပေါ်မှာစိတ်ကြီးဝင်ပြီးလက်မှတ်ထိုးပေးလိုက်ပါတယ်အမျိုးသားထွက်သွားပြီးတဲ့နောက်ဝန်ထမ်းမလေးကသူမရဲ့လုပ်ဖော်ကိုင်ဘက်တွေကိုဒီအကြောင်းအရာကိုဟားတိုက်ပြီးပြောပြနေတော့မှပဲအထက်လူကြီးကဒေါသတကြီးနဲ့ရောက်လာပါတယ်စည်ရင်းစစ်ဆေးတဲ့အခါမှာငွေ9000လိုအပ်ချက်ရှိနေပြီးအဲ့ဒါကခုနကအမျိုးသားထုတ်သွားတဲ့ငွေဖြစ်နေတာကိုအတည်ပြုလိုက်နိုင်ပါတယ်ဒါပေမဲ့အားလုံးနောက်ကျသွားပါပြီသူမကိုယ်တိုင်ကငွေတွေကိုစိတ်လိုလက်ရပေးအပ်ပါတယ်ဆိုပြီးစာချုပ်မှာလက်မှတ်ထိုးပေးလိုက်တဲ့အတွက်အဲ့ဒီငွေတွေကိုဘလို့မှပြန်တောင်းလို့မရတော့ပါဘူးနောက်ဆုံးမှာတော့ဘဏ်ကိုအကြီးအကျယ်နစ်နာမှုဖြစ်စေခဲ့တဲ့အတွက်ဝန်ထမ်းမလေးဟာရဲတပ်ဖွဲ့ရဲ့ဖမ်းဆီးခေါ်ဆောင်သွားခြင်းကိုခံလိုက်ရပြီးနောင်တကြီးစွာရသွားပါတော့တယ်